အားလုံးပဲမင်္ဂလာပါမြက်ကွန်မေ YouTube Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့သိထားကြတဲ့ FFP rule နဲ့ PSR rule ကဘယ်လိုမျိုးတွေကွာခြားနေတာလဲဘယ်လိုမျိုးသက်ရောက်မှုရှိနေတာလဲဆိုတဲ့အကြောင်းတရားကိုအနည်းငယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးကြားဖို့နေကြဖြစ်တဲ့ FFP rule ကတော့အရှိကောင်အဖြစ် Financial Fair Play လို့ခေါ်ပြီး UEFA ကနေချမှတ်ထားတဲ့စီမံပဲဖြစ်ပါတယ်UEFA ချမှတ်ထားတဲ့စီမံဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဥရောပဝင်ငွေရရှိတဲ့အသင်းတွေဥပမာChampions League, Europa League, Europa Conference League တွေကိုဝင်ခွင့်ရမယ်အသင်းတွေလိုက်နာရမှာဖြစ်ပါတယ်။ဆိုတော့ FFP rule အရအသင်းတစ်သင်းဟာ3နှစ်တာကာလသူတို့ရရှိခဲ့တဲ့ဝင်ငွေထက်ပိုပြီးသုံးစွဲခွင့်မရှိရဆိုတဲ့ rule တစ်ခုပဲဖြစ်ပါတယ်။ဆိုတော့များသောအားဖြင့်ကစားသမားရဲ့လစာတွေ agent လခတွေကစားသမားပြောင်းရွှေ့ရေးတွေကိုသုံးစွဲတဲ့အခါမှာအသင်းရဲ့ဝင်ငွေရဲ့80%အထက်မသုံးစွဲရဘူးဆိုတဲ့စီမံပဲဖြစ်ပါတယ်။အခု2024-2025မှာတော့90%အထက်မသုံးစွဲရဘူးလို့သတ်မှတ်ထားပြီး2025-2026မှာတော့80%အထက်မသုံးစွဲရဘူးဆိုပြီးပြန်လည်ချမှတ်မယ်လို့လည်းသိထားပါတယ်။ဒါဆိုရင် PSR ကရောဘာလဲ။ PSR ဆိုတာကတော့ FFP နဲ့အနည်းငယ်ပုံသဏ္ဍာန်တူပါတယ်။ဒါပေမဲ့ PSR ကိုချမှတ်ထားတာကတော့ English Premier League ကပဲချမှတ်ထားပြီး English Premier League အသင်းတွေပဲလိုက်နာရမှာပဲဖြစ်ပါတယ်။ PSR ရဲ့အရှိကောက်က Profitability and Sustainability Regulation ပဲဖြစ်ပါတယ်။ဒါဆိုရင် PSR ထဲမှာရောဘယ်လိုဥပဒေတွေပါမှာလဲဆိုတော့ PSR ရဲ့ဥပဒေအရအသင်းတစ်သင်းဟာဘဏ္ဍာနှစ်3နှစ်ပေါင်းလိုက်တဲ့အချိန်မှာတော့သူတို့ရဲ့အရှုံးကပေါင်သန်း105သန်းမပိုရဘူးဆိုတော့ rule တစ်ခုပဲဖြစ်ပါတယ်ဆိုလိုချင်တာကအသင်းတစ်သင်းဟာ2022 2023 2024အဲ့လိုရာသီတွေပေါင်းလိုက်တဲ့အရှုံးဟာ105သန်းထက်ကျော်ပြီဆိုရင်တော့ PSR rule အရညှိနိုင်တာပဲဖြစ်ပါတယ်အဲ့လိုမျိုးနှစ်အလိုက်ကိုတွက်တဲ့အခါမှာတော့2022 2023 2024ဒါကရာသီတစ်ခုဖြစ်ပြီးတော့2025ရောက်လာမယ့်အချိန်မှာတော့2023 2024 2025ဖြစ်ပြီးအခု2026စီစဉ်အတွက်ကံမဲ့အချိန်မှာတော့2024 2025 2026ဒီလို၃ခုကိုပေါင်းပြီးတွက်တာပဲဖြစ်ပါတယ်ဒါဆိုရင် Manchester United အသင်းကရော PSR rule နဲ့ညှိနေပြီလားဘယ်လိုမျိုးခြေအနေရှိသလဲလေ့လာကြည့်ရအောင်ပါ Manchester United အသင်းရဲ့ Sir Jim Ratcliffe Ineos Group အသင်းက2024 ဖေဖော်ဝါရီမှာစပြီးတာဝန်ယူတာပဲဖြစ်ပါတယ်ဆိုတော့အဲ့မတိုင်ခင် Manchester United အသင်းရဲ့အရှုံးတွေကိုတစ်ချက်လောက်ကြည့်ရအောင်ပါ2022ခုနှစ်မှာတော့ Manchester United အသင်းရဲ့အသက်တင်အရှုံးက113သန်းရှိခဲ့ပါတယ်2023ခုနှစ်မှာတော့29သန်းနီးနီးရှိပြီးတော့2024ခုနှစ်မှာတော့115သန်းထိရှိခဲ့ပါတယ်ဒါကြောင့်မလို့ဒီ3နှစ်တာကာလပေါင်းတဲ့အခါမှာပေါင်သန်း300ဝန်းကျင်လောက်ရှုံးနေတာဖြစ်တော့ PSR rule အရ Manchester United အသင်းကညှိမနေဘူးလားဆိုတဲ့မေးခွန်းတွေပေါ်ထွက်လာပါတယ်သို့တော်လည်းပဲဒီ PSR rule မှာထည့်တွက်လို့မရတဲ့အရှုံးတွေရှိပါတယ်အဲ့ဒီဟာကတော့ Academy ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကစားကွင်းတွေဆောက်လုပ်တာ Academy ဖွံ့ဖြိုးတိုးတက်ဖို့အတွက် accessory ပစ္စည်းတွေဝယ်ယူတာအမျိုးသမီးဘောလုံးသင်းတိုးတက်ဖို့အတွက်သုံးတဲ့အသုံးစရိတ်တွေနောက်တစ်ခုကတော့ပရဟိတလုပ်ငန်းတွေမှာသုံးတဲ့အသုံးစရိတ်တွေနဲ့ COVID-19 ကြောင့်ကျွန်တော်တို့ကွင်းဝင်ခွင့်မရခဲ့တဲ့အခါပေါ်ခဲ့တဲ့အရှုံးတွေကဒီ PSR ရဲ့105သန်းထဲမှာထည့်တွက်မှုမရှိပါဘူးဒါကြောင့်မလို့ Manchester United အသင်းကို Ineos တာဝန်ယူပြီးနောက်ပိုင်းမှာတော့ကစားသမားကျွန်တော်တို့ဒီဝန်ထမ်းတွေအရေးအတွက်တွေရှော့ချတယ်နောက်တစ်ခုက home grown ပေါ့နော်ကျွန်တော်တို့ Academy ကနေထွက်ပေါ်လာခဲ့တဲ့ Elanga တို့ McTominay တို့ကိုရောင်းချတဲ့ငွေက pure profit လို့ခေါ်တဲ့ကျွန်တော်တို့အသက်တင်အမျက်ငွေရရှိသွားတာဖြစ်တဲ့အတွက်ကြောင့် PSR rule အရမညှိနေတာပဲဖြစ်ပါတယ်ဒါဆိုရင်2025-2026ရာသီမှာ Manchester United အသင်းအနေနဲ့အသုံးစရိတ်ပြောင်းရွှေ့ခြင်းအသုံးစရိတ်ပေါင်ဘယ်လောက်ရရှိမှာလဲဆိုရင်ပေါင်သန်း100ပဲရရှိမှာပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့မနစ်ကကျွန်တော်တို့ Champions League ဝင်ခွင့်မရရှိတာဖြစ်တဲ့အတွက်ကြောင့် Champions League ဝင်ခွင့်ရရှိရင်ရရှိမဲ့ပေါင်သန်း80ရော Adidas က sponsor ပေးထားတဲ့10သန်းရောဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ Manchester United အသင်းကဒီနှစ်ရာသီမှာပေါင်သန်း100ပဲအပြောင်းရွှေ့မှာအသက်တင်300လုံးလို့ရမှာပဲဖြစ်ပါတယ်သို့တော်လည်းပဲတခြားကစားသမားတွေထပ်မံဝယ်ယူဖို့အတွက်ဆိုရင်တော့အသင်းရဲ့ရှင်းရင်းစဲကစားသမားတွေကိုရောင်းထုတ်နိုင်ဖို့နောက်တစ်ခုကသူတို့ကိုပေးရတဲ့လစာတွေရှော့ချနိုင်ရတဲ့တစ်ဆင့်ဝယ်ခွင့်ရရှိမဲ့အသုံးစရိတ်တွေတိုးတက်လာမှာပဲဖြစ်ပါတယ်ဒါဆိုရင်ရော Manchester United အသင်းအနေနဲ့ Matthias Cunha ကို62.5သန်းနဲ့ခေါ်ယူပြီးပေါင်60လောက်သုံးပြသွားပြီလားလို့မေးစရာရှိပါတယ်ဆိုတော့များသောအားဖြင့်အသင်းကကစားသမားတွေကိုခေါ်ယူတဲ့အခါမှာစာချုပ်ချုပ်တဲ့9နှစ်မှာတော့9နှစ်အရစ်ကျပေးတာပဲဖြစ်ပါတယ်ဥပမာ Matthias Cunha အတွက်ပေါင်သန်း60ဆိုရင်12သန်း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 စီပေးရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ2025ဘဏ္ဍာနှစ်အတွက်ပေါင်12သန်းကအသုံးစရိတ်ထဲကိုဝင်သွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်ရော Manchester United အသင်းရဲ့ဘဏ္ဍာရာသီကဘယ်နှစ်ခုနှစ်ကနေဘယ်နှစ်ခုနှစ်ထိတွက်တာလဲတစ်ခုနှစ်အတွင်းမှာရောဘယ်လကနေဘယ်လထိတွက်တာလဲလေ့လာကြည့်ရအောင်ပါ
များသောအားဖြင့် Manchester United အသင်းရဲ့ဘန်နာကိုတော့ကျွန်တော်တို့အခု2025ဘန်နာကဂျွန်30မှာဆိုရင်ကျွန်တော်တို့ကုန်တော့မှာပဲဖြစ်ပါတယ်အဲ့တော့2024ဂျွန်30ကနေ2025ဂျွန်30အထိတစ်နှစ်တာကာလအတွင်းမှာတော့ Manchester United အသင်းအနေနဲ့အရင်နှစ်တည်းလောက်မရှုံးဘဲနဲ့အခုဂျွန်30အတွက်ထွက်ပေါ်လာမယ့်အရှုံးကိုအတဲဝင်မသိရသေးပေမဲ့ဂျွန်30မတိုင်ခင်ကျွန်တော်တို့6လတာ match 31ရက်နေ့အထိတွက်ထားတဲ့အရှုံးစင်းမှာတော့အရင်နှစ်တွေက88သန်းလောက်အထိရှုံးခဲ့တဲ့နှစ်မှာအခုနှစ်မှာတော့29သန်းလောက်အထိပဲရှုံးနေတာတွေ့ရပါတယ်ဒါကြောင့်မလို့ Ineos လက်ထက်မှာဝန်ထမ်းတွေကိုကျွန်တော်တို့ short ချတယ်လစာတွေ short ချတယ်အဲ့တော့ကစားသမားခေါ်ယူရေးနေရာမှာအများကြီးစဉ်းစားပြီးခေါ်ယူနေရတာဖြစ်တဲ့အတွက်ကြောင့်လောလောဆယ်တော့ Manchester United အသင်းရဲ့အရှုံးငွေရတဖြည်းဖြည်းနည်းပါးလာတာပဲဖြစ်ပါတယ်သို့တော်လည်းပဲ Manchester United အသင်းရင်ဆိုင်နေရတာကတော့ကျွေးပြီးမှာတော့သူတို့မှာပေါင်တန်း900ဝန်းကျင်အထိရှိနေတာပဲဖြစ်ပါတယ်လက်တလော Manchester United ကအပြောင်းရွှေ့မှာတော့ဒုတိယမြောက်အနေနဲ့ Brentford ရဲ့တိုက်စစ်ကစားသမား Brian Mbeumo ကိုပြောင်းရွှေ့ခြေပေါင်63သန်းလောက်နဲ့ရယူနိုင်မှုအတွက်ကြိုးစားနေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ Manchester United အသင်းက PSR regulation law တွေနဲ့မညှိအောင်ဘယ်လိုမျိုးကြိုးစားသွားမလဲဆိုတော့စိတ်ဝင်စားဖွယ်ရာကောင်းနေပါတယ်နောက်ပြီးအသင်းမှာမသုံးနိုင်တော့မယ့်ကစားသမားတွေကိုရောင်းချဖို့လည်းလိုအပ်နေတာပဲဖြစ်ပါတယ်အခုကတော့ FFP နဲ့ PSR အကြောင်းနဲ့အတူ Manchester United အသင်းရင်ဆိုင်နေရတဲ့ဘန်နာရီအခက်အခဲတွေကိုတင်ပြပေးသွားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုတွေကိုဆက်လက်ကြည့်ကြတယ်ဆိုရင်တော့ subscribe လုပ်ထားဖို့တောင်းဆိုပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye